guys ကျမကတော့ခီခီပဲဖြစ်ပါတယ်အခုရရှိနေကတော့ Japanese food tower လေးပဲဖြစ်ပါတယ်เนาะဒီမှာတော့အဝတ်လဲကနှခမ်းပါစပရင်ဝါယူပါမယ်ကိုကြတဲ့အဝတ်ကိုတွားလဲမှာဖြစ်ပါတယ်မ်းလာတော့မတည်ကိုကြရင်ပြီးရောကိုရကိုထားနေပဲကူနေတာလေနော်ကိုကြပဲကိုပဲဒီမှာတော့တာဝါလေးကရှိပါတယ်ဒီမှာရဲ့ဗီဒီယိုလေးမစတင်ခင် channel လေးကို like and subscribe လေးလုပ်ပေးဖို့ကြည်တောင်းဆိုပါနော်ကဲစားလာကြရအောင်ဒီခန်းကနေစပါမယ်အခုမှဆဆခုန်ခြင်းမလို့အမပိုင်းခလုပ်ပေးပါတန်ဆိုးချင်းလည်းတီးခံပါနော်ဒီတို့တွေငယ်တုန်းကပုံပြင်နားထောင်ရတယ်ဒါပေမဲ့ကြီးလာတဲ့ပုံပြင်တွေနဲ့ငယ်ငယ်တုန်းကနားထောင်တဲ့ပုံပြင်တွေကလုံးဝမတူတော့ပါဘူးပုံမြင်တဲ့ဟိုးရှိတုန်းကဆိုပြီးတော့အမျိုးစုံလေးပေါ့နော်။လုံးနဲ့လေးတို့မျိုးစုံပေါ့နော်။ဒါမဲ့ကြီးလာတဲ့ပုံပြင်လေးတွေကရမ်းချစ်တဲ့ထားမတော်ဘူးတဲ့။ပြီးတော့ဘယ်ရက်ထားမှလွဲခဲ့ကြတာလေပဲဒီမှာတော့အရင်လွဲနေပါတယ်ကျေးဇူးတင်ပါတယ်ကဲနောက်ဆုံးရပါပြီကဲကေကီဘလူအလွဲတင်နဲ့လာမလဲဆိုတာစောင့်ကြည့်ကြပါဦးရှင်ကဲခုံတော့ထိမစငါမြောင်နေတယ်ထိနေထိကုန်ဟိုတော်ရလို့go Mali với cái gì quê không là lấy dao ok với là về đi chứ giúp tiền mà để lộ không tôi lấyผิดดีเด้ที่สุดเต็มมาเลยmi molo ya sate
ထဲလူတွေကဖေဟာကြောက်ဖို့ကောင်းလဲဆိုရင်လူတွေကပူကြောက်ဖို့ကောင်းတယ်။ဘာဖြစ်လဲဆိုတော့လူတွေကနေတရေဖြစ်လာရလေ။တရေကနေလူဖြစ်တာမှမဟုတ်တာ။ဒါပေမဲ့ကောင်းမှုများလုပ်ရင်တော့ဘဝကံကောင်းမှာပေါ့နော်။ဒါပေမဲ့ဥကြွေးရှိနေတော့လေဥကြွေးကဆက်ရမှာပဲ။နောက်ဘဝကိုမကူ Okay. ကဲနောက်ဆုံးတော့ပန်းလာရပါပြီဒီခဲနဲ့ဝင်ရင်တော့ခုနကမူလနေရာတောင်းပြင်ရမှာဖြစ်ပါတယ်ကီကီကတော့မဝင်သေးပါဘူးပါဝါပေါ်ကနေခုံချမှာဖြစ်ပါတယ်1 2 3ကဲဗီဒီယိုလေးရဲ့အဆုံးသတ်ကတော့ဒီလောက်ပါပဲနောက်ဗီဒီယိုမှာထပ်တွေ့ပါအောင်မယ်